လူတယောက်ဟာသူ့ပါဇက်ထဲမှာအနာတစ်ခုရှိနေတယ်လို့ခံစားရတာကြောင့်နာကျင်မှုကြားကနေသူ့လက်ကိုပါဇက်ထဲထိုးသွင်းပြီးစမ်းသပ်ကြည့်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့အနာမဟုတ်ဘဲထက်လာတဲ့ဓားသွားတစ်ချောင်းဖြစ်နေတာကိုတွေ့လိုက်ရတာပေါ့။သူဟာနာကျင်မှုကိုအန်တုပြီးအဲ့ဒီဓားသွားကိုပါဇက်ထဲကနေဆွဲထုတ်လိုက်ပါတယ်။ဒါပေမဲ့သူဘာဖြစ်နေတာလဲဆိုတာစဉ်းစားလို့မရသေးခင်မှာပဲဘိုက်ထဲကနေပြင်းထန်တဲ့နာကျင်မှုကိုခန်းစားလိုက်ရပြီးစတင်ချောင်းဆိုးပါတော့တယ်။သူချောင်းတစ်ချက်ဆိုးလိုက်တိုင်းကျမ်းပြင်ပေါ်ကိုဓားသွားတစ်ချောင်းစီထွက်ကျလာပါတယ်။တတိယမြောက်စတုထမြောက်ကနေ25ချောင်းမြောက်အထိဓားသွားတွေအစမပြတ်ထွက်လာပြီးနောက်မှာတော့သူဟာအသက်မဲ့စွာနဲ့လဲကျသွားပါတော့တယ်။သူစနီးရောက်လာတဲ့အခါမှာတော့တေဆုံးနေတဲ့ခင်ပွန်းကိုကြည့်ပြီးထိတ်လန့်ရမယ့်အစားအာမခံကြီးရတော့မယ်ဆိုတဲ့အသည့်နဲ့ဝမ်းသာအားရအော်ဟစ်ကရေးတွေကိုဖုံးဆက်ပါတော့တယ်။နှစ်အတော်ကြာဆုံစမ်းစစ်ဆေးပြီးမြဲဘာတတ်တီမှမတွေ့ခဲ့ရပါဘူး။ဒါပေမဲ့ကျမ်းပြင်ပေါ်ကကုတ်ချရာတွေကိုတတိထားမိလို့ရေခဲတတောင်ကိုရွှေ့ကြည့်လိုက်တဲ့အခါမှာတော့အိတ်တအိတ်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီထိန်မှာတရုတ်တိုင်းရင်ဆေးပင်ရွှေဒင်းကားပြတစ်ပြားနဲ့ကလေးတယောက်ရဲ့လက်ချောင်းအယိုးလေးတွေကိုတွေ့လိုက်ရတာပါ။ဟယ်ရီပိုတာကားတွေကိုကြည့်ဖူးတဲ့ဦးလေးချန်ကဒါဟာမော်စရာတယောက်ရဲ့ပစ္စည်းတွေဖြစ်မှန်ချက်ချင်းသိလိုက်ပါတယ်။ဒါပေမဲ့မိခွန်းတစ်ခုကတော့ကြံနေခဲ့ပါတယ်။တေဆုံးသူဟာတာမန်အလုတ်သမားတယောက်ပဲဖြစ်ပြီးအခုလိုကျင်းစာတိုက်ဖို့အတွက်အ ਨੇ ဆုံးငွေသိန်းပေါင်းများစွာကုန်ကြမှာဖြစ်ပါတယ်။တာမန်လူတယောက်ကိုတတ်ဖို့အတွက်ဘသူကဒီလောက်အထိအကုန်ကြခန့်ခဲ့တာလဲဆိုတာကတော့